မြန်မာနိုင်ငံကိုဒေါ်လာတန်100ကျော်တိုးပြီးကူညီမယ်လို့အတည်ပြုလိုက်တဲ့အမေရိကန်မြန်မာပြည်ကိုစိတ်ဝင်စားအဆောင်ကြည့်နေကြတဲ့မိဘပြည်သူများခင်ဗျာအခုဆိုရင်အမေရိကန်အောက်လွှတ်တော်ကနေ2026ခုနှစ်ဗန်နာရေးနှစ်အတွက်မြန်မာနိုင်ငံကိုအနည်းဆုံးအမေရိကန်ဒေါ်လာ121တန်ကူညီပေးဖို့ဥပဒေချမ်း HR 11မှာအဆိုပြုတင်သွင်းလိုက်ပြီဖြစ်ပါတယ်ဒီပမာဏကအရင်းနှီးတွေနဲ့ရှိရင်တိတိကျကျတိုးတက်လာတာပါ2025ခုနှစ်တုန်းကဆိုရင်အစပိုင်းမှာဒေါ်လာ150ကနေပဲစတင်ရရှိခဲ့ပေမဲ့အခု2026ခုနှစ်မှာတော့အစကတည်းကဒေါ်လာ121တန်အပြည့်ပေးဖို့ရထားတာကအမေရိကန်လူတွေနဲ့မြန်မာအရေးကိုဆက်ပြီးဦးစားပေးနေလုံးမဲဆိုတော့ခိုင်ခိုင်မာမာသက်သေပြလိုက်တာပဲဖြစ်ပါတယ်။ဒါအမေရိကန်နိုင်ငံသားရေးမူဝါဒမှာမြန်မာနိုင်ငံကအနေထားမှာရှိနေတယ်ဆိုတော့ပြသနေတာပဲဖြစ်ပါတယ်။ဒီရထားတဲ့ဒေါ်လာ121တန်တွေကအများဆုံးပုံမှန်ပြည့်တဲ့ဒေါ်လာ85တန်ကိုထိုင်းနဲ့အိန္ဒိယနယ်စပ်ကနေပြီးနေဆက်ဖြတ်ကျော်ကူညီထုတ်ပတ်ရေးလုပ်ငန်းတွေမှာသုံးစွဲသွားမှာဖြစ်ပါတယ်။လက်ရှိမြန်မာပြည်တွင်းမှာစစ်ပေးဆောင်ပြည်သူဦးရေတန်းနဲ့ချီတိုးပွားလာနေတာကြောင့်ဒီနယ်ကကြောင့်အကူအညီတွေကစားနပ်ရိက္ခာဆေးဝါးနဲ့နေရာထိုင်ခင်းလိုအပ်ချက်တွေတကယ်ကိုအသက်သွေးကြောပါပဲစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကမဟုတ်ဘဲနေဆက်ဒေသကတဆင့်တိုင်းရိုက်ကူညီမှာဖြစ်တဲ့အတွက်အကူအညီတွေကအမေရိကန်လိုအပ်နေတဲ့သူတွေစီကိုပုံမရောက်ရှိနိုင်မှာဖြစ်ပါတယ်အခုဥပဒေကြမ်းမှာထူးခြားချက်တစ်ခုကတော့တော်လိုင်းအင်အားစုတွေရဲ့နေမြေစိုးမိုးရေးနဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုပုံမခိုင်မာလာစေဖို့အတွက်ဒေါ်လာ25တန်တည်တံ့ရထားတာပဲဖြစ်ပါတယ်ဒီကူညီကတိုင်းရိုက်လက်နက်မဟုတ်ပေမဲ့ဆက်သွယ်ရေးဆက်တွေစေဝတ်ဆောင်နေတဲ့နေမြေအုပ်ချုပ်ရေးဆိုင်ရာတင်နန်းတွေအတွက်ဖြစ်ပါတယ်ဒါတော်လိုင်းအင်အားစုတွေအနေနဲ့သူတို့သိမ်းမရရှိထားတဲ့နေမြေတွေကိုပုံမစနစ်တကျအုပ်ချုပ်နိုင်မှုနဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုထိထိရောက်ရောက်လုပ်ဆောင်နိုင်မှုအတွက်ကြီးမားတဲ့ထောက်ပံ့တစ်ခုဖြစ်လာမှာပါအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်အမေရိကန်အစိုးရကအသေးစိတ်ဖော်ဝေသတ်မှတ်ထားတာတွေ့ရပါတယ်ပထမဆုံးအနေနဲ့ဒေသနာအဆင့်ဖက်ဒရယ်စနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက်အမေရိကန်ဒေါ်လာ10တန်းရထားပါတယ်ဒါတော်လိုင်းနေမြေတွေမှာပြည်သူ့အုပ်ချုပ်ရေးရန်ရာပုံမအကောင်းအောင်နဲ့ဖက်ဒရယ်စနစ်ရဲ့အခြေခံအောင်မြစ်တွေကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှုအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်ဆက်လက်ပြီးစီရဇဝင်မှုတွေကိုစနစ်တကျမှတ်တမ်းတင်ပြီးနိုင်ငံကစံနှုန်းတွေနဲ့ညီတရားမျှတမှုဖော်ဆောင်နိုင်မှုအတွက်ဒေါ်လာ9တန်းတည်တံ့ရထားပါတယ်ဒါကျုံလူတွေအနေနဲ့ပြည်ထောင်ကနေကင်းလို့ခွင့်မရစေပဲထိုင်းကင်းနဲ့ပြည်ထောင်တွေရရှိစေဖို့အတွက်အလွန်ရေးပါတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့နိုင်ငံရေးကျင်းသားဟောင်းနေတဲ့ဒုက္ခခက်ခဲတွေကြားကနေပဲစီရီယံလုပ်ပြီးပတ်ပြီးခိုးလုံလာကြသူတွေကိုကူညီတောင်းပန်နိုင်မှုအတွက်လည်းစုစုပေါင်းဒေါ်လာ3တန်းရထားတာတွေ့ရပါတယ်ဒီကူညီတွေကိုတော့ကဏ္ဍတစ်ခုချင်းစီအတွက်တစ်ဖွဲ့လျင်1.5တန်းစီခွဲဝေပေးတော့မှာဖြစ်ပါတယ်နောက်ဆုံးနဲ့ရိုဂျာရေးနဲ့ပတ်သက်ပြီးကျူးလွန်ခဲ့မှုတွေပေါ်တာဝန်ခံမှုတာဝန်ယူမှုရှိတဲ့ရေလုပ်ငန်းစဉ်အတွက်လည်းဒေါ်လာတန်းကိုတည်တံ့ဖယ်ထုတ်ရထားတာကြောင့်အနာဂတ်မြန်မာရေးမှာလူမျိုးပေါင်းစုံအတွက်တရားမျှတမှုရှိစေဖို့အမေရိကန်ကအလေးနက်ထားနေတယ်ဆိုတာကိုပေါ်လွင်နေပါတယ်။ဒါဟာလက်ရှိမှာအောက်လွှတ်တော်ရဲ့အဆိုပြုချက်အစီအမံရှိပါသေးတယ်။ဒီဥပဒေကြမ်းကိုအောက်လွှတ်တော်နဲ့အထက်လွှတ်တော်တို့ကအတည်ပြုပြီးတမန်တော်ကလက်မှတ်ထိုးမှသာတရားဝင်ဥပဒေဖြစ်လာမှာပါ။ဒါပေမဲ့အမေရိကန်ကနိုင်ငံရေးလောကမှာမြန်မာအရေးကိုပါတီစုံကခိုင်ခိုင်မာမာထောက်ခံနေကြတာကြောင့်ဒီကူညီတွေကအဟံတားမရှိပဲအတည်ပြုချက်ရရှိလာလိမ့်မယ်လို့အားလုံးကယုံကြည်နေကြပါတယ်။ဒီကူညီတွေမြေပြင်ကိုရောက်ရှိလာတဲ့နေ့မြတော်လိုင်းရဲ့အချင်းအုံကလည်းပုံမမြင့်တက်လာမှာသိကြပါ